အားလုံးပဲမင်္ဂလာပါရှင်။ YNTK Channel ကနေပရိသတ်တွေအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ဒီကနေ့မှာပရိသတ်တွေကိုတင်ဆက်ပေးသွားချက်နဲ့ဇာတ်လမ်းလေးကတော့စာရေးသူနေခါရေးသားထားတဲ့ချစ်သူချင်းရင်ဝေစင်းခွင့်ရတဲ့ကောင်းမလေးဆိုတဲ့ဇာတ်လမ်းလေးရဲ့အပိုင်း1ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဇာတ်လမ်းလေးမစတင်ရမှာကျမတို့ရဲ့ channel ကနေပြီးတော့ပရိသတ်တွေအကြိုက်လူငယ်ပရိသတ်တွေအကြိုက်အချက်ဇာတ်လမ်းလေးများစွာကိုတင်ဆက်ပေးသွားမှာဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပေးဖို့တောင်းဆိုပါရစေရှင်။ဒါဆိုရင်တော့ဇာတ်လမ်းလေးကိုအခုပဲစတင်လိုက်ပါတော့မယ်။တောက်ဝင်တယောက်ရှဲမန့်ကိုစောင့်နေတဲ့အချိန်မှာကားရှိပုံနဲ့ပုံထုလိုက်တဲ့အတန်ကြောင့်လမ်းပြန့်သွားပါတယ်။ကောင်းကိုဘသူများလာပြီးရမ်းရှာနေရလဲ။အတွင်းနဲ့တူလှမ်းကြည့်မိလိုက်တော့မုံကုတ်ကုန်းမျက်နှာလေးနဲ့ခလေးတယောက်လိုချစ်စရာကောင်းတဲ့ကောင်းမလေးတယောက်ကိုတွေ့လိုက်ရပါတယ်။ဟေးကားအားလားဘလို့ကောင်းမလေးပါလဲကားအများ blood test ထည့်နေလို့လားကိုပြန်ကုန်ကြည့်အောင်လဲတက်စီသမားနဲ့မတူပါဘူးဒီကောင်းမလေးလှသလားလူကဲခန့်တော်တော်ညံ့တာပဲဟေးကားအားလားလို့မေးနေရလေအားတယ်ဘာလို့မလို့လဲတောင်ဆိုလှဲတန်းမောင်ဟာတက်ဝေမျက်လုံးပြူးသွားပါရီဘာဖြစ်လို့လဲဆိုတော့ကောင်းမလေးကကားနောက်ခံတကောင်းကိုဆွဲဖွင့်ပြီးခရရဝင်ထိုင်လိုက်လို့ပါဘလို့လေးပါလဲဘာကြောင့်ပတ်ဝန်းကျင်လေးလာမှုအားနေရလဲဝစ်ထားတဲ့တောင်းကြတဲ့အင်ဂျီကိုမှအားမနာသူများအများဘလက်တက်စီတမားလို့ထင်ရတယ်မောင်လီဘာကြောင့်နေရလဲဟိုလှဲတန်းမှာဆိုကဲမောင်တော့တက်ဝေအရန်ပဲစိတ်ပြတ်သွားမိပါရီဒီအချိန်နေရောက်မှဒီကောင်မလေးကိုကားပေါ်ကပြန်နှင်ချဖို့ဘယ်တင့်တော်မလဲအားနာဖို့ကောင်းတာပေါ့ဒါကြောင့်မထူးတော့ဘူးလို့ဆုံးဖြတ်ပြီးကားကိုစနုကမောင်းချလိုက်ပါရီဒါပေမဲ့ဘလို့တတိသားတယောက်ကို blood test မောင်းနေသူလို့ထင်မိရဲ့အတွက်တော့ရှင်းနာမိပါရဲ့ဒီလိုကောင်းမလေးမျိုးတွေရန်ကုန်မြို့မှာဘလောက်များရှိနေမလဲကိုပိုင်ကားစီးရမဲဆွေအပေါင်းတို့ရေခမ ्या တို့လည်းတတိထားကြပါကျွန်တော်ကတော့အားနာလို့ကားနဲ့လူပါသွားပြီတောက်ဝေအတွေးတွေနဲ့ကားမောင်းလာရင်ဟာပုံးမြည်တန်းကြောင့်နားထောင်လိုက်ပါရီတောက်ဝေငါရှဲမှန်အေးပြော့တငယ်ချင်းဆောင်းလန်းစားနဲ့ခဏလေးစောင့်ပါကွာဒီမှာအင်တာဗျူးရဲ့ကိစ္စမပြီးသေးလို့ပါမင်းပြင်းလည်းအပေါ်ကျတက်လာပါလားရှားရရဲမှန်ညနေကြမှာပဲစုံတော့မယ်အခုမင်းမစောင့်တော့ဘူးလားသွားစရာရှိလို့ရဲမှန်တက်ဝေမကြည့်ပြုံးလေးပြုံးခါကောင်းမလေးကိုလိုက်ပို့ရမယ်လမ်းကြောင်းရှိရွယ်ပြီးပြုံးလိုက်မိခြင်းဖြစ်ပါရီချက်ချင်းလိုက်ခဲ့မဲ့ blood test တမဘဝရောက်သွားတာတည်ဘလို့ပြောမလဲโอเคဒါဆိုညနေကြမှာစုံမယ်ရဲမှန်ဖုန်းချသွားတော့တက်ဝေလဲဟန်ဖုန်းကို dashboard ပေါ်ပြစ်တင်လိုက်ပါရီစိတ်ထဲမှာတော့ထွေပြားနေပါရီနောက်တိတ်မှတက်စင်ညီတက်နေတဲ့ကောင်းမလေးကိုကြည့်မိဟော့နှက်ခမ်းလေးစုပ်ပြီးထိုင်နေရတွေ့ရပါရီလှဲတဲ့ဘယ်ကိုမောင်းပါမလဲစံရိတ်နေကိုကုမ္ပဏီကိုဘာလာလောက်တာလဲအင်တာဗျူးလာဖေဟာဘလို့လဲအချိန်นี้မရလို့စိတ်တုန်နေရပေါ့တက်ဝေစိတ်မကောင်းဖြစ်သွားပါရီအလုံးမရလို့စိတ်တုန်နေရတဲ့ဒီကောင်မလေးကခလေးတယောက်လိုပါပဲဦးကြောင်ကြားနဲ့တကယ်ကိုချစ်စရာလေးနှက်ခမ်းနှလောက်ကကတိဖားပြီးအလောင်းဆွဲမှတ်စရာအတိမျက်လုံးတရားလဲတက်လက်လက်နဲ့အရေးကြီးလေးတွေကြောင်းတောက်ပနေပါရီဒါဟာမျက်နှာချမ်းဆိုင်တော့မြင်လိုက်ရတဲ့ကောင်မလေးရဲ့အလှပါတချို့ပါဒီတက်လှတာတွေလည်းရှိအောင်ပါတော်ရုံမိန်းကလေးရဲ့မှာမရှိရဲ့အလှတရားတွေကင်းဝတ်နေပါတေးကြပါရီဝန်ထမ်းဘယ်နှယောက်ခေါ်ရလဲ10ယောက်ဟာအများကြီးပဲအဲ့ဒီတဲမှာတော့မင်းကပေါအောင်မဖြေနိုင်ဘူးလား။အော်ဖြေတဲ့လူလည်းမေးကြည့်ပါအောင်လေ။အယောက်100ရှိရင်ဟာတက်ဝေလမ်းပြတ်သွားပါရီ။ရဲမှန်ကတော့လှုပ်ချလိုက်ပြန်ပြီ။တလောက်လူတွေအများကြီးရှောက်ရအောင်။ရဲမှန်ကုမ္ပဏီကဘလောက်များနာမည်ကြီးနေလို့လေ။အင်တာဗျူးတဲ့လူတွေကလည်းအရှမ်းကိုအမေးအမြန်းထူတာ။ဘာတွေမေးမှန်းကိုမသိဘူး။မင်းကမှားတာကွာ။ရဲမှန်လူတယောက်ကိုအလောက်ခန့်တော်မယ်ဆိုရင်သူ့လှုပ်ချင်တဲ့အရေးအချင်းတွေပြည့်မှခန့်တာသူကိုယ်တိုင်ကလည်းထက်မြက်တဲ့လူတယောက်ဆိုတော့တော်ရုံအရေးချင်းမျိုးအထင်ကြီးတာမဟုတ်ဘူးရှေ့ပါရီပြောနေရလဲရဲမှန်ဆိုတာဘာတူလဲဒါကြောင့်မင်းအလုံးမရတာရဲမှန်ဆိုတာမင်းအလုံးလျှောက်ခဲ့တဲ့ကုမ္ပဏီပိုင်ရှင်လေကျမမှမသိဟာဘာပဲဖြစ်ဖြစ်လေးလာတင်တာပေါ့ကောင်းမလေးကဝန်ခံတဲ့သဘောနဲ့ညီတက်သွားလို့နောက်ကြည့်မှန်ကနေတက်ဆင့်အလုံးမကြားတဲ့မျက်နှာလေးကိုခိုးကြည့်လိုက်ပါရီပြီးမှဒီလောက်ကမင်းအတွက်ဘလောက်အရေးကြီးလဲရှင်းဟာတရင်ထောက်လားပြန်မေးဖို့ဖောင်းကားနေရဲ့ပေါင်းလေးကို
လိန်ဆွဲကျင့်စရာပဲဒါကိုစိတ်ထဲမှာမြုပ်သိပ်ပြီးမဟုတ်ပါဘူးကွာတိကျလို့မေးကြည့်ရပါမမေးနဲ့တိသွားရင်ရှင်စိတ်ညစ်သွားလိမ့်မယ်ဒါဆိုတော်တော်အရေးကြီးရဲ့ပေါ့ဟုတ်တယ်တက်ဝေကောင်းမလေးကိုတနာသွားပြီးအလှရှာပေးကျန်တဲ့စိတ်ပေါ်လာပါလေသူ့မှာပတ်သက်ရာတွေအများကြီးပါဥပမာရဲမှန်ပေါ့သူပြောရင်ငဲမှာမဟုတ်ဘူးမင်းကိုဆက်သွယ်တဲ့ဖုန်းနံပါတ်ရှိလားရှိရဲ့ဒါဆိုကိုကိုပေးပါဟိုမပေးနိုင်ပါဘူးဘာဖြစ်လို့လဲရှင်တို့ယောက်ျားတွေကဖုန်းနံပါတ်ရရင် easily လောက်ဖို့တော့ပဲစဉ်းစားနေလို့လေတက်ဝေရင်ထဲမှာဆက်ဖြင်းဖြင်းဖြစ်သွားပါလေဘလူကောင်မလေးလေသူ့ဘလူထန်နေလေစိတ်နာနဲ့ကုညီဖို့ကြိုးစားတာကအမှားပါဒါပေမဲ့သူဟာကောင်မလေးကိုစိတ်မဆိုးရပေသူကဒုက္ခရရင်ကုညီချင်တဲ့ဗီဇာဖျောက်လို့မှမရတာကဲအမိရှေ့မှာစိုက်ရင်းငိမ့်ဘယ်ထဲဝင်ရပါလဲမောင်းအောင်ရှေ့လန်းကြရင်ညာဘက်ကွေးလိုက်ပါတက်ဝေကကောင်မလေးပြောတဲ့အတိုင်းမောင်းလိုက်တယ်ပို့မဲ့ဖို့ကတော့ရောက်အောင်ပို့ဆိုတဲ့မြန်မာစကားပေါင်းရှိပါတယ်ဒီလိုနဲ့အဆောင်တစ်ခုရှိကိုရောက်တဲ့အခါမှာတော့ကောင်မလေးကရက်ခံလိုက်ပါတယ်ရှောက်ပြီးဒီဆောင်မဲဘလောင်ကြတယ်လေကိုကတစီတမမဟုတ်ဘူးကွာမင်းကိုတက်မဲ့တက်တက်စိတ်နာနဲ့လိုက်ပို့ပေးအောင်ရှင်ဘာလဲမင်းကမယုံလားအံ့ဩစရာပဲနော်ရှင်ဘာဖြစ်လို့ကျမကိုလိုက်ပို့ရလဲမင်းကအတိတ်တက်ထိုင်တာလေကိုကစိတ်ခိုင်းရမှာအာနာလို့ပါကျမတောင်းပန်ပါတယ်ဒီတခါတော့တက်ဝေကောင်းမလေးကိုပြက်ခနဲ့လှဲကြည့်မိပါတယ်တက်လက်လက်ဆိုပြီးတောက်ပနေတဲ့ပြောင်းဝန်းတစုံမြင်မိရဲ့အချိန်မှာတော့တကူလုံးနှုံးကြည့်တယ်လို့ခန်းစားလိုက်ရပါတယ်ရော့ဘာပဲဖြစ်ဖြစ်တန်ရတန်ကြီးတော့ရှိယူပါကိုမယူချက်မအောင်ရှူပါကျမမိတ်ဆွေတရားလို့သဘောထားရဲဆိုရင်တော့ရှိယူပါဒီတခါတော့တက်ဝေမငင်းနိုင်တော့ပဲဒါကြောင့်ကောင်းမလေးပေးတဲ့ပတ်စံကိုရှူလိုက်မိပါတယ်ကျေးဇူးပဲနော်ကောင်းမလေးကရင်ကျေးသိမ့်မွေးစွာနှုတ်ဆက်ပြီးကားတကားဖွင့်သွားဆင်းသွားပါတယ်လက်ထဲမှာတော့ကောင်းမလေးစကားမငင်းပဲနိုင်လို့ယူထားမိရဲ့တချောင်းတန်းအသက်2ရက်ကလူလုံးလို့ပါရဲတန်ထွက်ပေါ်လာနေရာကစားတောက်ဆန်ကြီးတက်ဆိုင်ရဲ့အတန်လုံးတီးတန့်ခဲနေပါတာယာနာပြောပွဲကင်းမဲ့စာနဲ့ရဲမောနေသူကမင်းခန့်ရဲမောတိုင်းတာအသက်ရှိမဲဆိုရင်မင်းခန့်လိုလူပြိုကအနည်းဆုံးအသက်100အထက်နေရာမှာတေးကြတယ်ရဲမောချင်းရဲ့အကြောင်းကဒီလိုတက်ဝေကသူ့တက်စီတမားလို့ထင်ပြီးလိုက်ပုတ်ခိုင်းတဲ့ကောင်းမလေးအကြောင်းပြန်ပြောမိရပါရဲမှန်ကပြုံးယူတာပြုံးပြီးမိမင်းခန့်ဟာခနဲ့ကြိတ်တဲ့လှောင်းတလူလူပြောင်းတလူလူရှဲမောနေပါလေဟောရှဲပြန်ပြီတက်ဝေလည်းတိတ်ခံနိုင်တဲ့အတိုင်းအတာကုံဆုံးသွားလို့မင်းခန့်ကိုမကြည့်မနှမ်းနဲ့ကြည့်လိုက်ပါလေအတော်ဆိုးတဲ့မင်းခန့်လုံးဝကိုချင်းမစားပဲရေမောနေရဲ့ကြည့်ထက်ရပြန်ပြီဒီပုံတိုင်းဆိုရင်တော့ရဲတန်းအစုံမှမဟုတ်တော့လုံမီထင်နေကွာခဏလေးပါရှဲလန်းဆောင်မို့ငါဝအောင်ရှဲပြရစီမင်းကရေမောတဲ့အတန်မှာပဲရဲမှန်ပါဇက်ကိုတိတ်ရှူးစားနေတော့ပြီးတက်ဝေကိုလှမ်းကြည့်လိုက်ပါရီမင်းခန့်ကတော့ရှဲလိုကောင်းနေအောင်တက်ဝေဘာလဲရဲမှန်မင်းခန့်ရတာကိုမတားပါနဲ့ကွာသူ့ရဲ့ကျန်တာဝအောင်ရှဲပါစီရဲမှန်စကားကြောင့်မင်းခန့်အားတက်သွားပြီးထပ်မံရှဲမောလိုက်ပြန်ပါရီတက်ဝေငါတို့ပြန်ကြမယ်ဟမ်ဘာဖြစ်လို့လဲငါတို့ရှေ့မိခက်ရေရတာတိတ်လွတ်လပ်မှာမဟုတ်ဘူးကွာဒါကြောင့်တငယ်ချောင်းပေးထားတဲ့အနေနဲ့ပြန်ကြရအောင်မိခက်ပါစက်စိတ်ကနေပိတ်သွားပါလေဒီဝင်းကိုတက်ဝေလဲအလို့မခံပြီးအေးကွာငါမသွားတယ် sorry ပဲမိခက်မင်းလွတ်လွတ်လပ်လပ်ရှေ့အောင်ငါတို့ရှောင်ပေးမယ်မရှောင်နဲ့ငါမရေတော့ရှဲပါကွာမင်းပဲရှဲလန်းဆောင်မဝအောင်ရှဲပြစီစုဟုတ်ပါလေကွာငါတို့ရှေ့နေအားနာနေရလိမ့်မယ်မရေတော့ပါဘူးဆိုရှဲပါကွာငါတို့အားမနာပါနဲ့မရေတော့ပါဘူးဆိုရင်မှတက်ဝင်တဲ့ရဲမှန်ပြန်တူရဲမောလိုက်ကြပါလေဝိဆိုတာနောက်ဘဝမကူးဆိုတာတကယ်မှန်ပါတယ်အခုပဲကြည့်လေမိခန့်ရဲမောနေတဲ့တက်ဝင်တဲ့ရဲမှန်ကိုကြည့်ပြီးကြောင်စီစီဖြစ်သွားပါလေမင်းတို့ဘာဖြစ်လို့ရဲကြလဲမေးပုံကတကယ်တနာစရာပါရဲမှန်ပြုံးစီစီနဲ့ဘာမှမဖြစ်ပါဘူးကွာမင်းတို့ဘာဖြစ်နေကြလဲဘာဖြစ်လို့ရဲနေကြလဲမေးပုံကတကယ်တနာစရာပါရဲမှန်ပြုံးစီစီနဲ့ဘာမှမဖြစ်ပါဘူးကွာဘာမှမဖြစ်မရင်နဲ့လေရှဲမှန်နှက်ခမ်းရှာနေတတ်ပြီးဟာဘာမှမဖြစ်လို့ရဲတာပေါ့ကွာဘာမှမဖြစ်ရဲရရဲ့လားဒါပေါ့မိခန့်ညိပြီးရောစဉ်းစားလိုက်ပါလေဘာမှမဖြစ်ရဲရတယ်တဲ့ဒါဆိုသူ့ပထမရဲတော့ဘာဖြစ်လို့ရလဲဟုတ်ပါတယ်ဘာမှမဖြစ်လို့ရဲတာပါမိခန့်ပြုံးစားရဲချလိုက်ပါလေ
တကယ်အားပါတရားနဲ့မျက်စိကိုစုံမိပြီးပါဇက်ကြီးပြင်းလို့အဲ့ဒီအချိန်မှာပဲရဲမှန်နဲ့တပ်ဝေတို့နှစ်ယောက်အခန်းထဲပါလှိခနဲ့ထွက်လိုက်ကြပါလေဟာဟာဟာမိခင်ရဲ့ပြီးမျက်လုံးပြန်ဖွင့်လိုက်တော့အံ့ဩသွားတယ်ဒီကောင်နေဘယ်ရောက်သွားတာပါလဲတွေးနေတဲ့အချိန်မှာပဲဝေတာလေးတယောက်ဝင်လာပါလေလက်ထဲမှာတော့ပေးစားရွက်လေးနဲ့အကိုရှင်းမယ်ဆိုမင်းကဘာသူပြောလဲပြန်သွားတဲ့အကိုတငယ်ချင်းနှစ်ယောက်ပြောခဲ့တာပါဟာဒီကောင်တွေမိခင်ချက်ချက်မဲသဘောပေါက်သွားတယ်စပွဲပေါ်မှာတော့စားပြီးသားပကံပြားတွေကဖယိုဖယဲနဲ့ဝါစာကျင်းနေပါလေဒီတိုင်းသာရှင်းလိုက်ရရင်အနည်းဆုံး3000ထက်ကုန်မှသေးကြပါလေဒါကြောင့်တောင်ဆုံးမျောလင်းချက်နဲ့ဝေတာလေးကိုမေးလိုက်ပါလေဒီကောင်နေရှင်းမသွားဘူးလားယင်ဝေတာလေးကမိခင်မျောလင်းချက်ကိုလုံးဝရှင်းတန်ခွင့်မပေးဘူးဒီနေ့အခုမွေးနေလို့ပြောသွားတယ်တေးပါပြီကွာအတွေ့အပါပြုံးနေတဲ့လူနှစ်ယောက်ကိုလှမ်းမြင်လိုက်ပါလေအခုလောက်ဆိုမင်းခန့်အတော့ဒေါကန်နေလာပြီးတက်ဝေရကားစီးနေပြောလိုက်တော့ကားမောင်းနေတဲ့ရဲမှန်မျက်နှာပြုံးသွားပါလေငါတို့ကိုဆဲမှတေးကြတဲ့ရဲမှန်ဆဲကွာတလောက်ကက်စီကြပြီးအိတ်ထဲကပတ်စံထုတ်ရမှာတေးလောက်ကြောက်နေရတူတခါတလေတွေးပူတယ်ရှိအောင်ပညာပေးခဲ့တာကောင်းတယ်ဟုတ်တယ်ရဲမှန်မင်းခန့်ကငါဆိုရင်လှောက်ပြောင်းချင်တယ်မင်းဖြစ်ကလည်းတော်တော်ဆိုးပါလေကွာတောက်ဝေကျင်းနှံစွာပြုံးလိုက်ပြီးပါလေပြီးခဲ့တဲ့အတိတ်ရဲ့ခြေရာကိုပြန်ကောက်ကြည့်ရင်ကောင်းမလေးကိုကူညီခဲ့တာကမှတ်မှတ်ထင်ထင်ဖြစ်သွားပါလေဒီတစ်ခါခင်းတွေကိုမင်းခန့်တော့မှတ်သွားလောက်ပြီးတောက်ဝေဒါနဲ့အဲ့ဒီကောင်မလေးကိုဘာဖြစ်လို့မရွေးရလဲဘယ်ကောင်မလေးလဲငါလိုက်ပုတ်တဲ့ကောင်မလေးရဲ့အဲ့လိုပြောလို့ငါဘယ်လိုလုပ်သိမှာလဲအလောက်လာလျှောက်တဲ့သူတွေအများကြီးပဲငါတော့အင်တာဗျူးရင်းနဲ့ခေါင်းမှုလာတယ်ဒီလိုဆိုရင်ခေါ်ပြရမလားဖြစ်နေရဲ့မင်းကပိုင်းနေပေါ့တက်ဝေခဏဆုံးအောင်သွားပါလေတက်ဆက်ပရင်တက်လဲလဲထနေတဲ့မျက်ဝန်းတက်စုံအခုချိန်ထိမရောက်နေစေပါဒီကောင်မလေးကပြောညက်သူတယောက်တော့မဟုတ်တော့ပါဘူးဝက်စားစင်ရဲ့ပေါ်ကနားပါရိတ်တွေတန်းနေပေမဲ့အထောင်မယူတက်တဲ့စိတ်တက်လေးကတော့လေးစားဖို့ကောင်းပါလေဟမ်သူဟာကောင်မလေးကိုဘာကြောင့်တရိယာသွားတယ်လဲအမှန်ဆိုသူ့အနေနဲ့တက်လို့ကောင်မလေးမျိုးမေမေပြောင်ပြောင်ရှိတတ်ပါလေအခုတော့ဒီလိုမဟုတ်တဲ့အတွက်ကိုနားမလည်နိုင်အောင်ပြက်မိရဲ့အဲ့ဒီကောင်မလေးကဗတ်မနေရလေမင်းပြောတယ်လို့ဆိုရင်သူ့အတွက်အလုပ်တစ်ခုကအရင်အရေးကြီးနေတယ်လို့ပဲနေရအဆောင်မှာငါစိတ်ထင်တော့နေရလာတာဖြစ်မေသူ့မင်းစိတ်ဝင်စားနေသလားတော့ဝေဘာဖြစ်လို့မေးရလဲအော်မင်းအတန်နေရမြူးကြနေလို့ပါတော့ဝေကိုတော့မှတရိမထားမိပဲတခဏလေးစုံလိုက်ရပြီမေခဏတတိယနေတာကတော့အမှန်ပါပဲဒါချစ်ချင်းရဲ့အစလားဘာကိုမှကိုကွယ်ပြပြနားမလဲရောပဲလူတွေကအချက်နဲ့ပတ်သက်လာရင်ရဲရင်ကြတယ်ကွာတကယ်လို့များမင်းရင်နေပါမိမတယောက်ကိုချက်မိခဲ့ရင်ရဲရဲဖို့တော့လိုတယ်ငါတက်မှာရဲ့မမတတိရရှိနေပါရဲမှန်စကားဖောက်ဆိုလိုမန်တိကြကြမဖော်ပြပေးမယ်ပိတ်လောင်နေတဲ့သူ့ရဲ့နှလုံးသားကိုဖွင့်ဟပေးလိုက်မှနားလေလိုက်ပါမင်းဖေနဲ့အစင်ပြေးသွားပြီလားတော့ဝေဒီတိုင်းမှာပဲကွာအခုရက်ပိုင်းမှာဒေါခင်မီတော်နဲ့ပတ်သက်ပြီးဘာသာမှမကြားရတော့ငါဘက်ကနားလေစွာနဲ့အလျှော့ပေးရမယ့်အချိန်ကိုစောင့်နေရဖြစ်မယ်မင်းဟာရောအလျှော့ပေးပါလားလုံးဝပဲရဲမှန်မင်းလည်းတော်တော်ကောင်းမှသာပဲအမေကိုချက်တဲ့စိတ်ကြောင့်မှအတီးသားဆိုရင်အရှမ်းဝမ်းသာမှာနော်တော့ဝေမိခင်ကိုလွမ်းဆုံးမေးလိုက်ပါလေမမေသားရှိရင်အခုလိုသူစိတ်ဆင်းရပါမဟုတ်ပေအခုတော့ကဲရောက်ပြီရဲမှန်ကားရက်ပြီးပြောတော့မှမေးလေးနေရဲ့သူ့အိမ်ရှောင်းမှန်တိလိုက်ပါလေကျေးဇူးပဲရဲမှန်ငါသွားမယ် good night ရဲမှန်ကားလေးမောင်းပြီးထွက်သွားတော့မှတော့ဝေလည်းအိတ်ထဲဝင်လာခဲ့ပါလေစားသားဆိုင်သွားတော့ရဲမှန်ကားလေးနဲ့3ယောက်သွားတာပါပြန်လာတော့2ယောက်တည်းမင်းကတက်စီစည်းနေရဲ့ဘလို့ခံစားရမလဲစိတ်ထဲမှာတော့စိတ်မကောင်းပြတ်မိပါရဲ့ဒါဦးသက်ပိုင်ခေါ်လိုက်တဲ့အတန်ကြောင့်အပြင်းထမလို့ဟန်ပြန်လာတဲ့တက်ဝီရဲ့ခြေလမ်းတိတိကနေရက်တန့်သွားပါလေသွားပဲသွားမလို့လေအပြင်သွားမလို့ပါဖေဖေကိုကုမ္ပဏီလိုက်ပို့ပေးပါလားဟုတ်ကဲ့တောင်းဆိုသွားကြမယ်တက်ဝီဖခင်နောက်ကလိုက်လာမိပါလေသူဟာဖေဖေနဲ့အစင်မပြေကရင်ကအင်းဆိုတော့အိတ်စရာနေရာတစ်ခုလိုတဘောထားခဲ့တဲ့သူပါအတိကတော့အခုလိုဖေဖေနဲ့မျက်နှာချင်းမဆိုင်ကြလို့ပါပဲကို့မှာအပြင်းမရှိပေမဲ့တယောက်နဲ့တယောက်ကြားမှာစိတ်တဘောရာကျဲမတိုက်ဆိုင်တာလေးတွေရှိနေရမလားကားစီရောက်တော့ဖေဖေကနောက်ခန်းမှာဝင်ထိုင်နေအ
အိမ်မှာကားနှစ်စီးရှိရပါသူ့ကိုလိုက်ဖို့ခိုင်းနေဆိုတော့ဖေဖေနောက်ဆုံးပေါ်ကအကောင်စားကြီးတစ်ခုခုဖြစ်နေပြီဆိုတာမေးရပဲမလို့တားကိုဖေဖေကမချစ်ဘူးထင်လားဖေဖေစကားကြောင့်ကောင်းပေါင်းထွက်လာခဲ့တဲ့တက်ဝေရင်အစုံတုံသွားပါလေဒီစကားကိုဘာဖြစ်လို့မရလဲမိဘဆိုတာတာသမီးအောင်ချစ်ကြပါလေတားအနေနဲ့ဖေဖေကိုအထက်မမားစေခြင်းဦးတပ်ပိုင်ပြောရင်စိတ်မကောင်းဖြစ်သွားတယ်သူဟာတားကိုအရန်ချစ်ခဲ့ပါလေတူဒီတော်သားဖြစ်တော့ချစ်စရာဆိုလို့တယောက်တည်းပဲရှိရမလားသူအိမ်တောင်ပြုတ်မယ်ဆိုတာလည်းအသက်ကြီးလာတဲ့အချိန်မှာတားဒုက္ခမရအောင်ပါခင်မီတော့ကိုချက်တာလဲပါတာပေါ့ဒါဟုတ်တာကနားလည်းမပေးအောင်ခက်တယ်တားပြောပါဖေဖေတားနားထောင်နေပါလေဖေဖေနားကျင်မိတာဒါကြောင့်လုပ်ငန်းတွေအားလုံးတားလွှဲပေးခြင်းနဲ့တားဘလူသဘောရလဲတားမှလုပ်ငန်းနားမလဲတာဒီတိုင်းပဲဖေဖေဆက်လုပ်တာကောင်းပါလေမဟုတ်သေးဘူးတာလုပ်ငန်းဆိုတာအတွေ့အကြုံဟာတင်ပေးတာတားလို့ရဲ့နားလေတော့မှာပေါ့တားရဲ့တငယ်ချင်းရမ်းမှတ်တာလုပ်ငန်းကိုလုပ်ရင်းနဲ့ကြမ်းကျင်သွားတယ်မဟုတ်ဘူးလားပြီးတော့အခုဟာတားကိုဒီတိုင်းလှုပ်ထားမှာမဟုတ်တာကြမ်းကျင်တဲ့မန်နေဂျာနဲ့တွဲပြီးလုံးမှရှားမှာဖေဖေကလိုအပ်တာညွှန်ကြားမှာပေါ့အင်းလေဒီလောက်ဖေဖေပြောနေပါတော့တားစဉ်းစားပါမယ်ဖေဖေကတော့တားကိုအဆအဆအရှာရှာမျက်နှာလွှဲရတဲ့တားတယောက်ဖြစ်မြင်ကျင်နေတက်ဝေဘာမှမပြောဘဲကောင်းမီးပိုက်မှရှမ်းလိုက်ပါရီအဲ့ဒီအချိန်မှာပဲလက်ပွေရောက်နေဂျာနေတမလီယာပြေးလာပြီးဂျာနေလာရောက်ပါတယ်အန်ကင်းဂျာနေရှိလားဟုတ်ကဲ့တဆောင်ပေးကွာတက်ဝေလည်းဖခင်နဲ့ဂျာနေတမလီတို့အပြန်အလှန်ပြောနေအောင်ကြားနေရလို့ဘာရင်မဟုတ်လှည့်ကြည့်လိုက်ပါရီအုတ်ထုပ်အနေအောင်လေးစောင့်ထားတဲ့ဂျာနေတမလီကိုမြင်တော့မျက်မှောင်ကျုပ်ပြီးတိတ်ချကြည့်လိုက်ပါရီစိတ်ထဲမှာမြင်ဘူးတလို့ပဲဂျာနေတမလီကလည်းဦးတပ်ဖန်စီကပတ်စံယူရင်တက်ဝေကိုတွေ့သွားတယ်။ဒါကြောင့်နှက်ခမ်းနှလောခဟလေးပွင့်သွားပြီးအမေတိတ်တန်ပေါ်လာပါတယ်။အော်ရှင်ဟိုမင်းတက်ဝေလည်းဂျာနေတမလီကိုမှတ်မိသွားပါတယ်။အုတ်တုပ်ဆောင်ထားပေမဲ့ခလေးတယောက်လိုချက်စရာကောင်းတဲ့ရုပ်သွင်းလေးကတကယ်ကိုဆွဲမစရာအတိပါပဲ။တလုံးပုံစံနဲ့ပြန်လိုက်ရတဲ့အတွက်လည်းစိတ်မကောင်းပြက်မိပါတယ်။မင်းမဒီမှာဂျာနေရောက်လာလား။တက်ဝေမေကိုကောင်းမလေးကခေါင်းကြီးပြပြီးအသားရလှဲ့ထွက်သွားပါရီတက်ဝေလှမ်းကြည့်လိုက်တော့နောက်ကကားရီစီဂျာနေရောင်းနေအောင်တွေ့ရပါရီဟူဒီနေရာသားမီးပွိုင်းတစ်ခုမဟုတ်ခင်ဖေဖေသားသူ့ကားပေါ်ပါမလာခင်ယောက်ျားလေးအောင်စားပြီးဂျာနေရောင်းနေတဲ့ကောင်းမလေးနဲ့အေးဆေးဆေးတွေ့ဖို့စူးစမ်းမိပါပါအခုတော့မီးပွိုင်းရန်စိမ့်သွားပြီးဥပြက်ကပြုတ်ခဲ့ရုံမှအပဘာတက်နိုင်ပါလဲဘသူလဲတာအသိတယောက်ပါဖေဖေမရင်းနေရင်လည်းပြီးတာပါပဲကွာဘာမှမဟုတ်တဲ့လမ်းပေါ်ကလူတွေကြောင့်တာပျက်စီးသွားမှဖေဖေစိုးရင်နဲ့ဟုတ်ကဲ့တားနားလေပါလေဖေဖေဘာမှထပ်မပြောတော့လို့အသက်ရှူချောင်းသွားပါလေနောက်ကြီးမှန်ကနေကြိတ်လိုက်တော့ခေါင်းငုံပြီးဂျာနေဘက်နေအောင်တွေ့ရပါလေကားရီကြားရဲ့ပါယောက်ျားလေးတယောက်လိုပြေးလွှားပြီးဂျာနေရောင်းနေတဲ့ကောင်းမလေးတယောက်သူ့ကိုတွေ့တော့အံ့ဩသွားတဲ့မျက်ဝန်းတစ်စုံသူမဘဝမှာဘလို့ခက်ခဲများရှိနေတယ်လေမဲအတွက်ငါရင်မောလိုက်တာကောင်းမလေးရဲ့သူတပြင်းချပြီးကြီးမားခန့်ညာတဲ့ကုမ္ပဏီခန်းထဲကိုကွတ်ဝင်လိုက်တော့လုံခြုံရေးအရာရှိတယောက်ကအပြေးလွှားရောက်လာပြီးဖေဖေကိုတကားပွင့်ပေးပါရီဖေဖေတော်မေတာအပြန်လာကြိုးအားမလားရှားနေတာနောက်တနားရီလောက်ဆိုဖေဖေကားပြန်ပေးပြီးတဆူသားသွားတော့မယ်တရိတာမောင်းနော်သူကောင်းကြီးပြပြီးကားကိုအမြဲပြတ်မောင်းလာခဲ့ပါရီဦးတည်တဲ့နေရာကောင်းမလေးနဲ့စုံခဲ့တဲ့မိပွိုင်းစီကိုပါဘလို့ကောင်းမလေးပါလေသူမရဲ့လောကရန်ကိုရင်ဆိုင်ပွားစွန့်စားတယ်လို့ပြက်နေပါရီစတွေ့ရခုချိန်တိခလေးတယောက်လိုချစ်စရာကောင်းတဲ့အပြောအဆိုအမှုရာတွေကိုဆွဲလန်းနေတော့မှာပဲသူကကောင်းမလေးကိုချက်မိနေပြီလားဘယ်တော့မှမိမတယောက်ကိုချက်ဖို့စိတ်မကူးခဲ့တဲ့သူကကောင်းမလေးနဲ့တွေ့ပြီးရဲ့နောက်ဒီလိုအတွေ့မျိုးအကြိမ်ကြိမ်ပေါ်လာနေပါရီတောင်စုရေပန့်ပြောတယ်လို့သူ့မှာရှဲရက်ဖို့လိုပြီးထန်နေမိပွားရောင်တော့ကောင်းမလေးကိုအသေးအတန်ရှာမိပါရီဒါပေမဲ့အရိပ်ရောင်တောင်မတွေ့ရပြီဘယ်များရောက်သွားလဲကောင်းမလေးရဲ့ငါပြလမ်းမန်းတီးလို့ရှာပုံးနေရတော့မဟုတ်တော့ပါအောင်နော်မင်းပြောတယ်လို့ဆိုရင်ဒီကောင်းမလေးရဲ့ဘဝအရန်ကိုစိတ်ဝင်စားဖို့ကောင်းနေပြီနောက်ပြီးရန်ကုန်မြို့ရဲ့မီးပွိုင်းလိုနေရာမျိုးမှာဂျာနေရောင်းနေဆိုတော့နေရာမဟုတ်တော့ဘူးတောင်တဝေကကောင်းမလေးနဲ့တွေ့ဆုံပုံပြောပြတဲ့အချိန်မှာရှဲမှန်စီကထွက်ပေါ်လာတဲ့စကားပါဒီနေ့တော့အေးဆေးဆေးစကားပြောကြလို့မိခင်ကိုချိန်ရဖျောက်ပြီးဒီဆိုင်မှာလာထိုင်ကြတာ
headphone လည်းဆက်လို့မရအောင်ပိတ်ထားတယ်မခင်လို့တော့မဟုတ်ပါဘူးမိခန့်ပါလာရင်သူတို့စကားဝိုင်းတွေကပျက်စီးသွားနိုင်တယ်အဲ့ဒါတွေမသိဘူးကွာငါသိတာသူ့ကိုတနာတယ်ပြီးတော့ကုညစ်ချက်နေတက်ဝေကပြောပြီးဘီအောင်မောတောက်လိုက်ပါတယ်ငါနားလေပါတယ်တက်ဝေဒါပေမဲ့လူတယောက်ကိုတနာပြီးကုညစ်ဖို့ဆိုတာတော်တော်မလွယ်တဲ့ကိစ္စကွာအခက်မသိအထင်လွဲတတ်တယ်ဒါဆိုဘယ်လိုလုပ်မလဲရဲမန်တခုခုတော့စဉ်းစားကြတာပေါ့ကွာအတိကတော့သူ့အကြောင်းမင်းသိဖို့လိုတယ်ဒါကလွယ်ပါတယ်အဆောင်မနေတော့စုံစမ်းရမှာပေါ့မင်းပြောတာမှန်ပါတယ်ဒါပေမဲ့လူတယောက်အကြောင်းပတ်ဝန်းကျင်မှာစုံစမ်းပြီးဆိုတဲ့ကအဲ့ဒီသူကိုပတ်ဝန်းကျင်ကဂရုစိုက်နေပြီးဒီပြည့်ပြည့်မျိုးမင်းလက်ခံနိုင်မလားတက်ဝေတွေးဝေသွားပါတယ်ဒီအချိန်မှာပဲရဲမှန်ဘေးဟောင်းရတန်းခံပြီးတက်ဝေကိုကြည့်နေပါတယ်တငယ်ချင်းတွေထဲမှာတော့တက်ဝေကစိတ်တဘာဝဖြူစင်ပြီးအယူသားဆုံးမင်းမိခင်အပေါ်လွန်လွန်ကျူးကျူးချက်တက်တဲ့စိတ်ကြောင့်သာဒေါခင်မီတော်ဆိုတဲ့အမျိုးသမီးကိုမုန်းတီးနေရပါဒါလည်းတက်ဝေကိုအပြစ်ပြောလို့မရဘူးတက်ဝေလိုမိခင်ကိုချက်တက်တဲ့သူတိုင်းတက်ဝေနေရောက်မှဆိုရင်တက်ဝေလိုပဲဖခင်တဘောတော်စန့်ကျင်မှာပါငါဘာလို့အောင်မလဲရဲမန်တက်ဝေစိတ်ထဲမှာသူ့ကြောင့်ကောင်းမလေးကိုပတ်ဝန်းကျင်ကတမျိုးမြင်သွားမှစိုးရိမ်မိပါတယ်ငါထင်တာပြောရရင်တော့အရင်ဆုံးကောင်းမလေးနဲ့ရှင်းနေအောင်လှုပ်တဲ့နေပြီးမှသူ့အကြောင်းစုံစမ်းအတိကစိတ်ရိုက်လက္ခဏာပဲလူဆိုတာဘောဖအတွက်တနည်းနည်းနဲ့ရုန်းကန်နေကြရတာတနာတိုင်းတာကုညီရမယ်ဆိုရင်ဘာအလောက်ကင်မစားတော့နိုင်တဲ့တရောင်းသားတွေကိုအရှင်ဆုံးကုညီတက်နေငါပြောတာသဘောပေါက်လားတော်ဝေအခုကမင်းနှလုံးသားမှာတနာတဲ့ပူတဲ့စိတ်နာတွေရှိနေအောင်ငါမြင်ရလို့ဒီလောက်ပြောနေတာပွင့်ပွင့်လင်းလင်းထပ်ပြောရမယ်ဆိုရင်မင်းဟာကောက်မလေးကိုချက်မိနေပြီအဲ့ဒီချစ်ချင်းကတနာတာစပြီးဟုတ်ကနေပေါ်ထွက်လာတဲ့ချက်ချင်းမင်းဒါကြောင့်လေမင်းဒီလောက်ဥလိုက်တဲလိုက်ဖြစ်နေရဟာတဝေနှလုံးသားတွေတိတိတတ်တာတုံ့ဟီသွားပါလေသူ့ရဲ့နှလုံးသားတွေကဒီလောက်ပဲအထင်ကိုမင်းနေသလားဝေခွဲမရတဲ့နှလုံးသားအပြည့်ကိုရှမ်းမှန်ဟာတိတိကျကျကြီးထုတ်ပြောလိုက်တော့ကောင်းမလေးကိုချက်မိပြီဆိုတာနားလည်လိုက်ပါတယ်ဒါကဘလို့မှမဖြစ်တဲ့ပေမဲ့တကယ်ပြက်ပေါ်လာပြီးနာမည်တော့မသိသေးတဲ့မိန်းကလေးတစ်ယောက်ကိုတနာစရာစားပြီးချက်မိသွားတယ်ဆိုတော့သူ့ရဲ့နှလုံးသားတွေအရှမ်းပြောင်းညံ့နေပါပြီအရင်တစ်ခါမင်းရဲ့စကားနားထောင်ပြီးတဲ့ဟာတနေ့ဒီလိုဖြစ်လာမယ်ဆိုတာငါရေးမိခဲ့တယ်ဒါကြောင့်လေရဲရင်ဖို့ပြောခဲ့တာပေါ့ဒါပေမဲ့မင်းသိချစဉ်းစားပါငါပြောတဲ့ရဲရင်ဖို့ဆိုတဲ့စကားတက်အစပါများစွာသားတဲ့တတိမင်းမရှိသလားအဲ့ဒီကောင်းမလေးရောဘယ်လောက်ထိဖြူစင်ယူသားနိုင်မလဲစင်းရဲချမ်းသာဆိုတဲ့အပေါ်ရဲ့အလွှာကိုခဏဖယ်ပြီးအတီးဒုက္ခရောက်နေတဲ့လူတစ်ယောက်ဖြစ်သတ်မှတ်ပြီးသူ့ရဲ့အကျင့်စာရိတ္တနဲ့နောက်ကျောင်းမင်းသိချသိဖို့လိုအပ်တယ်တက်ဝေတပြင်းချလိုက်ပါရီပြီးတော့မင်းခန့်ပြောတဲ့စကားတွေကိုတလုံးချင်းပြန်ကြားရပြီးအကျင့်ဆိုတဲ့အရာထူးဆန်းနေကွာငါတို့ယောက်ျားတွေကကာကိုပိုင်စည်းနိုင်ပြီးမြဲလက်ပရမိမောင်ကြိုက်တယ်ကြိုက်မယ်မကောင်းတဲ့မိမတယောက်ကိုယူချင်းယူမယ်ဘာဖြစ်လို့လဲဆိုတော့ယောက်ျားတွေကအချက်ကိုဦးစားပေးကြတယ်အချက်ကြောင့်ဖြစ်ပေါ်လာတဲ့တာယာပျော်ရွှင်မှုကိုမမောတောင့်တကြတယ်ဒါမိမတွေကြတော့အဲ့လိုမဟုတ်ဘူးကားစီးနိုင်တဲ့မိမတယောက်ဟာနှလုံးသားဆန္ဒအရာအချက်ကိုရှာဖွေရင်းနဲ့ကိုယ့်ထက်နေကြတဲ့သူချက်မိပေမဲ့ဘဝအတွက်ရွေးချယ်တဲ့အခါမှာကိုယ့်ထက်အဆင့်တန်းမြင့်တဲ့သူရဲ့ရွေးချယ်ကြတယ်။ဒါဟာချက်နဲ့ပတ်သက်ပြီးယောက်ျားနဲ့မိန်းမကွဲလွဲတဲ့အချက်ပဲ။ဒုတိယကြိမ်တက်ဝေတပြင်းချလိုက်မိပြန်ပါပြီ။အခုဆိုရင်သူလည်းပဲမင်းခန့်ပြောတဲ့စကားအတိုင်းဖြစ်နေပြီ။လက်ပေါ်ကမိန်းမတယောက်ကိုချိန်မိလိုက်တာဟာထူးဆန်းအံ့ဩဖွယ်ကောင်းလာပါပြီ။အတွင်းနဲ့တူရဲမှန်ကိုကြည့်ပြီးတော့ပေးအားတောက်ပြီးအမြင့်စားနေအောင်တွေ့ရတယ်။မင်းအလောက်ခေါ်တော့သူ့ရဲ့ကိုရေးရဆိုရင်ဖိုင်ကိုဖတ်မကြည့်ဘူးလားကုမ္ပဏီအလုပ်ကိုလာလျှောက်တယ်ဆိုရင်အဆောင်မှနေပေမဲ့ခက်ညံ့ညံ့တရားမပြတ်နိုင်တော့ပါဘူးဘာရီပြုံးနေရလဲတက်ဝေအလုပ်လာလျှောက်တဲ့သူတွေကအများကြီးပဲကွာငါကဖတ်တယ်ပဲထောင်းဘယ်လိုလုပ်မှတ်မိမလဲမင်းကငါပြောတာတွေကအဆောင်နေလို့အထင်သေးပြီးပြောနေရမဟုတ်ဘူးအရှင်တွေကမင်းရဲ့နေမှာအချစ်ဆိုတာဖြစ်ပေါ်လာခဲ့ရဲရဲဖို့တော့ငါပြောခဲ့သေးတာပဲဒါပေမဲ့ကွာအခုခေတ်ကဘသူ့မှရုံးရတာမဟုတ်ဘူးစင်းရဲရင်ချမ်းသာအောင်စူးစမ်းလို့ရတယ်ရှုံးမလိုက်လှအောင်ပြုတ်ပြန်လို့ရတယ်အတိကကိုကျင့်တရားပဲဘလောက်ပဲချမ်းသာပါစေကိုကျင့်တရားဖောက်ပြန်တဲ့မိမမျိုးကရွှေပုံပေါ်ကနေမစင်တွင်နဲ့ခုံချဖို့ဝင်မလေးကြအောင်
ဒါဖျားဟောတဲ့ဇက်တော်တွေမှာအတိတ်အလင်းရှိရင်တကယ်လို့အဲ့လိုမိမမျိုးနဲ့ကြုံလာမယ်ဆိုရင်တော့မင်းရဲ့နှလုံးသားကိုစတေးပြစ်လိုက်ပါအဲ့ဒီအတွက်မင်းဟာရဲရင်ပြတ်သားဖို့လိုတယ်အခုမှရက်မဲ့ပြောတဲ့စကားကိုသဘောပေါက်လိုက်ပါတယ်ဟုတ်ပါတယ်လောကမှာကိုကျင့်တရားသာကြောက်ဖို့အရှိဆုံးအရာပါတချို့ဟာပစ္စည်းဥစ္စာချမ်းသာကြွယ်ဝပြီးမြဲကိုကျင့်တရားကိမဲ့ကြတယ်ဂုဏ်တနာအစအယောင်တွေကိုအားကိုးပြီးအချစ်ဆိုတာကိုကစားစရာတစ်ခုလိုသဘောထားနေတဲ့မိန်းကလေးတွေအများကြီးပဲတချို့ကြတော့ပစ္စည်းဥစ္စာမဲလို့ငွေနောက်ကိုလိုက်ရင်းနဲ့ကိုကျင့်တရားပြည့်စည်ကြတယ်ကိုရဲ့ခန္ဓာကိုကိုကျင့်တရားတော်မှာကပတ်ဝန်းကျင်လူတို့ကိုလည်းဖျက်ဆီးဖို့ဆွဲဆောင်ကြတယ်ဥပမာပဲကြည့်လူကုန်ကူးခြင်းပြဿနာကဘာနဲ့တဝမ်းမှာပေါ်ပေါက်နေတယ်ပြီးတော့ထောင်တွေကိုလည်းတိုးချက်ဆောက်လုပ်နေရတယ်။သူကတော့ကောင်းမလေးကိုယူသားစွာချက်ပါတယ်။ဒါကြောင့်ကောင်းမလေးဘဝအယောင်လက်စေချက်ပါတယ်။တကူးရှင်တရားမဟုတ်ပေမဲ့အတက်နိုင်ဆုံးဖေးမကူညီချက်ပါတယ်။အဲဒီအတွက်ကောင်းမလေးရဲ့ကိုကျင့်တရားဟာဘလောက်အထိဖြူစင်တန်ရှင်းနေပါသလဲ။ဒါဟာအရေးကြီးဆုံးအချက်ပါ။အဲ့ဒီတော့ငါပြောတဲ့အတိုင်းသူ့အကြောင်းအရင်ဆုံးစမ်းပါ။သူ့အကြောင်းသိလာပြီဆိုရင်ဘာဆက်လုပ်ရမလဲဆိုတာထပ်စဉ်းစားကြမယ်။လောလောဆယ်တော့မင်းရင်တဲ့အချက်တွေကိုထုတ်ဖော်မပြနိုင်အောင်ချစ်တယ်လို့ပြောတာလွဲရဲကွာပြောပြရဲ့စကားကိုပြန်ရုပ်သိမ့်ဖို့သာခက်ကြစကားကြုံရင်နှုတ်မရဆိုတာကြားဖို့ရမလားသူလေးလံစွာနဲ့ကောင်းကြီးပြလိုက်ပါတယ်တွားကြမယ်တန်ဝေအချိန်လေးမီတန်ဝေကဝေတာလေးကိုလှမ်းခေါ်ပြီးစားတော့ထားသမျှရှင်းလိုက်ပါတယ်သူတို့တယောက်စာရဲ့ကျန်ဘက်ကိုရောက်လိုက်တော့အမောင်တူကအစပြိုးနေပြီတန်ဝေအတွက်တော့ဒီနေ့ဟာရင်ကုန်စွာနဲ့ကုံဆုံးသွားတဲ့နေ့လေးပါပဲပရိသတ်များရှင်ဒီနေ့မှာတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာရေးသူနေခါရေးသားထားတဲ့ချစ်သူချင်ရင်ဝေစိခွင့်ရတော့ကောင်းပါလေဆိုတဲ့ဇာတ်လမ်းလေးရဲ့အပိုင်း1ကိုတင်ဆက်ပေးသွားတာဖြစ်ပါတယ်။နောက်နေ့မှာတော့ဒီဇာတ်လမ်းလေးရဲ့အပိုင်း2ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ဒါကြောင့်မလို့စောင့်မျှော်ပြီးအားပေးနားဆင်ဖို့အတွက်ဖိတ်ခေါ်ပါရစေရှင်။နောက်စဉ်ကြတဲ့တယောက်ချမ်းစီတိုင်းအောင်လေကျေးဇူးတင်